ဒီနေ့အတွက်ဖြစ်ရမှန်လေးတစ်ခုဖြစ်တဲ့သစ္စာရှိတဲ့ခွေးလေးအကြောင်းကိုပြောပြပေးသွားပါမယ်။အဆုံးထိကြည့်ပေးကြမယ်လို့မျှော်လင့်ရနဲ့စလိုက်ကြစို့။လူတွေကပြောကြတယ်ခွေးဆိုတာတရိษံပဲတဲ့။ဒါပေမဲ့1924ခုနှစ်မှာတော့ပါမောက္ခဟိုက်ဒဆဘူရိုဦးအဲနိုအတာကဟာချီကိုဆိုတာတရိษံတကောင်ထက်ပိုခဲ့ပါရဲ့။ဂျပန်နိုင်ငံအာကီတာခရိုင်မှာမွေးဖွားခဲ့တဲ့ဒီခွေးလေးဟာပါမောက္ခစီရောက်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်ကြားကတန်ရောစင်ဟာကပါကြီးကိုကိုင်လုံးမဲ့ဇလန်းတပုတ်ဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဟာချီကိုဟာအာကီတာအီနူအမျိုးအစားဖြစ်ပြီး1923နိုဝင်ဘာလမှာမွေးဖွားဆုံးရှောက်ပြီးပါမောက္ခဦးအေးနိုကသူ့ကိုတိုဂျိုတက္ကသိုလ်မှာစိုက်ပျိုးရေးပညာရဲ့သင်ကြားနေစဉ်အတွင်းမွေးစားခဲ့တာဖြစ်ပါတယ်လို့ဆိုကြပါတယ်။နေ့စဉ်မနက်9နာရီဆိုရင်ပါမောက္ခဟာရှီဘူယာဘူတာကနေယထာစီမီအလုတ်သွားလိရှိပြီးတော့ဟာချီကိုကဘူတာအထိလိုက်ပို့ခဲ့ပါတယ်။ညနေ3နာရီယထာပြန်ဆိုင်တဲ့အချိန်တိုင်းမှာလေဟာချီကိုဟာဘူတာယုံရှေ့မှာအမြဲတမ်းအသင့်ရှိနေတတ်ပြီးရွာသွန်းတဲ့မိုးလေပြင်းထန်တဲ့နေဘူးရှင်တွေကသူတို့ရဲ့တစ္ဆာတရားကိုဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူး။1925ခုနှစ်မေလ20ရက်အရာအားလုံးပြောင်းလဲသွားတဲ့နေ့ပါမောက္ခဦးအိန်းနိုဟာတက္ကသိုလ်မှာစာသင်နေရန်ယူတရဲ့အုံနှုတ်သွေးကြောပြက်ပြီးကွယ်လွန်သွားခဲ့တဲ့အကြောင်းကိုဟာချီကိုခွေးလေးကတော့မသိရှာခဲ့ပါဘူး။ညနေပိုင်း3နာရီယထာစိတ်လာတဲ့အခါမှာတော့လူတွေအများကြီးဆင်းလာခဲ့ပေမဲ့ဟာချီကိုစောင့်နေတဲ့သူကတော့ပါမလာခဲ့ပါဘူး။အဲ့ဒီနေ့စပြီးဟာချီကိုရဲ့စောင့်ဆိုင်ခြင်းအစပြုတ်လာခဲ့တာပါပဲ။ပါမောက္ခကွယ်လွန်ပြီးနောက်ဟာချီကိုအားတခြားမိသားစုများကမွေးစားခဲ့တော့လေသူသည်အမြဲတမ်းထွက်ပြေးလာပြီးသူ့ရဲ့သခင်ဟောင်းစောင့်နေကြရှီဘူယာဘူတာတို့သာပြန်ပြီးတော့သူ့ကိုစောင့်မျှော်နေပြီးတရက်မဟုတ်တလမဟုတ်နဲ့ဟာချီကိုအား9နှစ်ကျော်တိုင်းနေ့စဉ်ညနေတိုင်းဘူတာယွန်ကိုသူ့သခင်ပြန်လာမှာကိုစောင့်မြဲရှိခဲ့ပါလိရဲ့ခုလိုဖြစ်နေတဲ့ဟာချီကိုခွေးလေးကိုတစ္ဆာရှိရဲ့ဟာချီကိုလို့ခေါ်လာကြခဲ့ပါတယ်သူ့လေတစ္ဆာတရားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးသူဘာကြောင့်စောင့်နေတာလဲသူသိမှာပါဒါပေမဲ့သူကတော့သူ့သခင်ကိုပြန်လာမယ်လို့ဂရီပေးထားတဲ့အတိုင်းစောင့်နေခဲ့တာပါအပီးတိုင်စုံစည်းချက် The Reunion 1935ခုနှစ်မတ်လ10ရက်ဟာချီကိုရဲ့စောင့်ဆိုင်ခြင်းပြီးဆုံးသွားပါပြီသူဟာရှီဘူယာလမ်းမပေါ်မှာငိမ့်ချမ်းစွာအိပ်ပျော်သွားခဲ့ပါတယ်အခုဆိုရင်တော့သူတို့နှစ်ယောက်ဟာတခြားတနေရာမှာပြလဲဆုံထွေနေကြတော့ပြီပေါ့သစ္စာတရားဆိုတာစကလုံးတွေထဲမှာမရှိဘူးဟာချီကိုရဲ့ခြေလမ်းတွေထဲမှာပဲရှိခဲ့တာပါစိတ်ဝင်စားလဲဆိုရင် next video တွေကြည့်ရတွေ့ရဖို့ follow လုပ်ပေးဖို့မမေ့နဲ့နော် next video မှာပြန်လည်တွေ့ကြမယ်